တင်းအနေနဲ့ပူကောင်းတဲ့ဘောလုံးသမားဖြစ်ချင်စားတောက်တဲ့အစားအသောက်၅မျိုးနံပါတ်1ကတော့ chicken breast ကြက်ရင်အုံသားဖြစ်ပါတယ်တင်းအနေနဲ့ကြက်သားနေ့တိုင်းစားရင်တော့မှကြက်ရင်အုံသားကိုအဓိကဝယ်စားပေးပါဘာလို့လဲဆိုရင်ကြက်ရင်အုံကနေ protein အများဆုံးရရှိလို့ပါပဲတင်းအနေနဲ့ gym ကစားတဲ့လူပဲဖြစ်ဖြစ်ဘောလုံးကစားတဲ့လူပဲဖြစ်ဖြစ်ကြက်ရင်အုံသားကိုစားပေးမယ်ဆိုရင်တော့တင်းကိုအစီမပါတဲ့ကြက်သားတွေကိုတူတိဆောက်ပေးပါလိမ့်မယ်နံပါတ်2ကတော့ငပြောသီးကခန္ဓာကိုယ်မှာလိုအပ်တဲ့ vitamin carbohydrate ကိုပေးစွမ်းနိုင်တဲ့အသီးတွေဖြစ်ပါတယ်တင်းအနေနဲ့ပွဲမကန်ခင်မိနစ်30လောက်ကြိုပြီးစားပြီးမယ်ဆိုရင်မိနစ်90အတွက်ခွန်အားပြန်ပေးပါလိမ့်မယ်နံပါတ်3ကတော့ကြက်ဥကိုဟာအားကစားသမားလုပ်တဲ့သူပဲဖြစ်ဖြစ်ပုံမှန်နေတဲ့လူပဲဖြစ်ဖြစ်တစ်နေ့ကိုကြက်ဥနှလုံးလောက်တော့အများအားစားပေးတင်ပါတယ်တင်ဟာဘာမှမလုပ်ဘူးဆိုရင်တော့မှတင်းရက်ကိုတွင်းအင်္ဂါအလုပ်လုပ်ဖို့အတွက်တစ်နေ့ကိုကယ်လိုရီပေါင်း1500လောက်လိုအပ်ပါတယ်ဆိုတော့ကိုဟာအားကစားသမားဆိုရင်တစ်နေ့ကို3လုံးလောက်တော့ပုံမှန်စားပြီးပါလို့အကြံပြုချင်ပါတယ်နံပါတ်4ကတော့ oatmeal အုတ်ကြုံမြန်မာပြည်မှာတိတ်စားလေးမရှိပေမဲ့တင်ဟာအားကစားလိုက်စားရလို့ဆိုရင်တော့အုတ်ကြုံပုံမှန်စားပေးတင်ပါတယ်အုတ်ကြုံဟာတင့်ခန္ဓာကိုယ်မှာလိုအပ်တဲ့ calorie တွေ energy တွေအရာအလုံးပေးစွမ်းနိုင်ပါတယ်နံပါတ်5နေရာမှာတော့အစိမ်းရောင်အတီးရွက်သို့မဟုတ်ရောင်စုံအတီးရွက်တွေဆိုတာခန္ဓာကိုယ်မှာရှိတဲ့အစိတ်အသောက်တွေကိုဖယ်ရှားပေးတဲ့အစားအစာတွေဖြစ်ပါတယ်တင်းအနေနဲ့အိမ်မှာအမေကသမင်းချက်ကျွေးရင်အတီးရွက်ပါလာရင်အကုန်လုံးသာကုန်အောင်စားလိုက်ပါတင်းအနေနဲ့ပူကောင်းတဲ့ဘောလုံးသမားတယောက်ဖြစ်ချင်တော့ပူကောင်းတဲ့အစားအသောက်တွေကိုစားပေးရပါလိမ့်မယ်ဆိုတော့ပူကောင်းတဲ့ကစားသမားဖြစ်ဖို့ဘာတွေစားတင်တာလဲဘာတွေမစားတင်ဘူးလဲကိုကဘာတွေရှောင်တင်တာလဲဆိုတာပိုသိချင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလာပြီး follow လုပ်ပေးထားကြပါဦးအခုမှစထောင်တာဖြစ်တဲ့အတွက်အားကစားပရိသတ်တွေရဲ့ support အများကြီးလိုအပ်ပါတယ်ဆိုတော့စားတောက်တဲ့အစားအသောက်တွေထဲမှာဘာတွေကျွန်တော်မေ့ကြံခဲ့လဲဆိုတာ comment မှာဖြေခဲ့ပေးကြပါဦး